ကဲအားလုံးပဲမင်္ဂလာပါဒီနေ့သွင်းပို့ချက်ထားတဲ့ပွဲစဉ်အားလုံးပါဆူနာတင်တဲ့အဒီကိုသွင်းရဲ့ပွဲစဉ်လေးဖြစ်ပါတယ်မပေးစရာကိုပြန်လဲဥစားဝင်ရရှိခဲ့တဲ့ဟန်စီပလေးရဲ့ပါဆူနာတင်ကိုဒီနေ့ပွဲမှာလူချင်းပြည့်စုံတဲ့ပြန်လည်မြင်တွေ့ရနိုင်ပါတယ်လူချင်းထောက်ချတဲ့ပြန်မဲ့တင်ရတဲ့စစ်ကုန်ပြီးပြန်ဒုက္ခပြတဲ့ခံစားမှုတွေကွင်းလေကိုနှုတ်ဆက်ပြီးစားတဲ့ဒီကြောင်နဲ့ပတိလိုကွင်းလေဘုံကျုပ်တွေနဲ့ထင်းချင်းခတ်တဲ့တိုက်စစ်မှုတွေကပါဆူနာတင်ကိုရက်တမှုခတ်စီတဲ့အကြောင်းရင်းတွေဖြစ်ပါတယ်ဒါလီကတင်ကိုအများဆုံးတင်ဖြစ်ဆိုနုကမှာဘာစီလိုနာတို့ကိုထင်းချုပ်ဖို့တော့လွယ်ကူမှာမဟုတ်ပါဘူးအဲ့ဒီကိုတင်မဲ့ကိုတစ်ချက်သွားရအောင်ပါယိုကိုစီမီနိုရဲ့ဒီကိုတင်ရသူ့ရဲ့ပုံစံတိုင်းလှုပ်ဖြစ်နေတဲ့ဖြစ်ပြီးတက်တော်ရှင်ဒီပြရဲ့ချစ်လက်တဲ့ကစားရတဲ့လိမ့်မယ်နဲ့ကောင်တာတက်တဲ့ကြောင့်တကယ်ကိုကြောက်စရာကောင်းတာပါအာကိုရတဲ့ကွန်းလေနဲ့လူစားလက်မန်ကနာတွေကြောင့်ပြန်မဲ့တင်တွေလမ်းကြားပြန်ပါတယ်အဲ့ဒီကိုတင်ရဟာလာမထွေးနဲ့ဘာစီလိုနာတို့စုံမှုထားတဲ့လာလီကောရှမန်နိုင်တဲ့တခုသောတင်ဖြစ်ပါတယ်ဒီနေ့ပွဲမှာအဲ့ဒီကိုတင်တို့ပြန်ဆိုင်တဲ့ပေါ်ထက်ကစားလိုက်နိုင်မလားဆိုတာစောင့်ကြည့်ရပါမယ်သုံးသက်ချက်နေနေတော့ဇာတ်ထိတ်ကနေရောက်တဲ့လုံးဝမားခံမှာမဟုတ်ပဲမြန်ဆိုင်တဲ့ပေါ်ထက်လာမဲ့ဘာစီလိုနာတို့ကိုအဲ့ဒီကိုတင်လွယ်လွယ်ကူကူထားနိုင်မှာမဟုတ်ပါဘူးအဲဒါကြောင့်ဒီနေ့ပွဲမှာတော့ဘာစီလိုနာတင်ပွဲခံသွားလိမ့်မယ်လို့သုံးသက်ရင်သုံးသက်ချင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်